ဒီနေ့မနက်ခင်းလေးမှာတော့မစားရတာကြပြီဖြစ်တဲ့ပဲပြုတ်ထမင်းကြော်လေးကြော်စားဖြစ်ခဲ့ပါတယ်။ထမင်းကြော်စားရဲ့မပါမဖြစ်ပေါ့နော်ကျဲဥကြော်လေးကိုလည်းပြင်ထားလိုက်ပါတယ်။ပဲပြုတ်ထမင်းကြော်ဖို့အတွက်ထမင်းဖြူတွေကိုကြက်သားမုတ်စားပဲငမြားရဲ့အကြီးပဲငမြားရဲ့အနောက်စီအနှဲငယ်တို့ကိုထည့်ပြီးတော့နှဲထားလိုက်ပါမယ်။အားလုံးစင်တင်ဖြစ်ပြီဆိုရင်တော့ခုနကကျဲဥကြော်ထားတဲ့စီတွေကိုပဲကျက်သွန်နီပပလှိထားတာလေးတွေကိုထည့်လိုက်ပါမယ်။ကျက်သွန်နီနံလေးလည်းမှုေးလာပြီဆိုရင်တော့ခုနကနှဲထားတဲ့ထမင်းတွေကိုထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင်။ကြော်နေင်းနဲ့မှထမင်းနေလည်းဣလာပြီဆိုရင်တော့အသင့်ပြင်ထားတဲ့ဘေးပြုတ်တီကိုထည့်ပြီးတော့ထပ်ကြော်လိုက်ပါမယ်။မီးကိုခပ်ပြင်းပြင်းလေးနဲ့ကြော်ပြီးရင်ပိုကောင်းပါတယ်နော်။အရသာမီးကြည့်ပြီးတော့လိုအပ်ရင်လိုအပ်တဲ့အရသာကိုလည်းထည့်လို့ရပါတယ်။ဒါလေးကတော့အချင်းလို့ဖို့အတွက်ခေါ်ပြီးနဲ့ချစ်သွန်နီကိုပပလှီထားတာပါ။ဆက်ကလေးလည်းပါခြင်းတော့ငရုတ်သီးစိမ့်မများကိုပါထည့်ပြီးညှက်လိုက်ပါတယ်။အရသာအတွက်စားအနှင်းငယ်ဟင်းသီးဟျွေရမှုန့်နဲ့တမယာသီးကိုညှက်ပါမယ်။ကြက်လက်ကာကြီးလေးပါထည့်ပြီးတော့နင်းလိုက်ပါမယ်နော်။ဒါဆိုရင်တော့ထမင်းကြော်နဲ့တွဲစားဖို့အတွက်အချင်းရပါပြီရှင်။အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ပကံလေးကိုကြော်ထားတဲ့ထမင်းကြော်လေးရဲ့အချင်းလေးရဲ့ငပိကြော်လေးရဲ့နဲ့ထမင်းကြော်စားရင်မပါမဖြစ်ကျဲဥကြော်လေးရဲ့ကိုထည့်လိုက်ပါတယ်။ဒါဆိုရင်တော့မနက်ခင်းအတွက်အရန်ကိုအရသာရှိစေမဲ့ကျဲဥထမင်းကြော်လေးရပါပြီရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။